ဘုရားကျေးဇူးတော်ချီးမွမ်းတယ်နေ့ရက်စနေမှာဆုတောင်းခြင်းခွင့်ပေးတယ်နှုတ်ကပတ်တော်အတူအဖြစ်လည်းပဲပြောခွင့်ပေးတဲ့ပုံမှာဘုရားကျေးဇူးတင်တယ်လာပြီးနားထောင်တဲ့လူလည်းပဲသူ့ပဲကျေးဇူးတော်ချီးမွမ်းတယ်ကျေးဇူးတော်ကြောင့်ဖြစ်တယ်လို့ဝန်ခံပါတယ်ဆိုတော့ဒီနေ့ဒီနှုတ်ကပတ်တော်နားထောင်တဲ့လူတွေကြွယ်ဝခြင်းကြမ်းမာခြင်းကောင်းစားခြင်းနောက်ဆုံးသောကာလမှာဘုရားဘုန်းတော်ထင်ရှားသောသာသမီများဖြစ်ပါစေလို့ယေရှုနာမနဲ့ကောင်းချီးပေးတယ်ဆိုတော့ဒီနေ့ကျွန်တော်ပြောချင်တာဟေရှာယဟုတ်လားယေဇကျေလဖတ်ပြပါယေဇကျေလခန်းကြီးအစကေခန်းကြီးရှစ်ငယ်ဆက်ခွန်မှာအဲ့ဒါဖတ်ပြပါကျွန်တော်တွေ့လာမလို့အရင်ဖတ်မယ်နော်ဖတ်လိုက်အခန်းကြီးရှစ်ငယ်ခန်းကြီးရှစ်ငယ်ဆက်ခွန်မှာလေโอเคEzekiel Daria Changlesri Akatoi Mi pa kiki namu mo hi thilfi num na hi thilme tuai a anrel cha a mo zuda mi na ni hin ram hi zang en nak in an khater hi asingha kathin hun nak damter an izum tik man a hin kathin an kapho chinlang mang chanu phap ya ma ti ye ji la khan ji ရှစ်ငယ်ဆက်ခွန်ပါလေစလိတောက်တဲ့အကြောင်းနဲ့ပတ်သက်ပြီးရည်စကြည်လား prophet ကြီးပြောတာခန်းကြီးရှစ်ငယ်ဆက်ခွန်အချင်းတဖန်တုံအချင်းလူသားထိုအမှုကိုမြင်ပြီးတော့ယူဒအမျိုးသည်ဤအရင်၌စစ်ဆုပ်ရွံရှာဖွယ်အမှုတို့ကိုပြုသောအပြစ်ပေါ့တော်သူတို့သည်အဓမ္မအမှုဖြစ်တည်လုံးကိုပြည့်စေ၍ငါဤအမြစ်ကိုအထက်ထက်နိုးစော်ကြပြီးတစ်ခက်ကိုလည်းမိမိတို့နှခေါင်းဝမ်း၌ကိုက်ရွက်ကင်ကြ၏အဲ့ဒါသဘောပေါက်လာမြင်ချင်းလို့မလို့ပြောလဲဖယားရဲ့အမျက်တော်ကိုနှုတ်ဆော်ရဲတဲ့ခက်ကိုလေနှခေါင်းဝမ်းမှာထားတယ်လေရေးထားတယ်တွေ့တယ်ဟုတ်လားမသိဘူးဆိုတော့ကျွန်တော်တို့ရင်တော့ကဆက်လက်တွေတောမှာဆိုရင်ကျွန်တော်တို့ချင်းတောင်ဖက်မှာလည်းရှိမှာပါဗမာပြည်မှာလည်းပဲတိရွက်တွေကိုကျွန်တော်ဆိုရင်ရင်တော့ကျွန်တော်ဆက်လက်တောက်တယ်ကျွန်တော်ရန်ကုန်မှာဗမာပြည်မှာနေတော့ဆက်လက်တော်တောက်တယ်မလေးရှားမှာလည်းတောက်တော့မှကြောင်ပြောချင်တာကကျေးဇူးတော်ကြောင့်ကျွန်တော်လွတ်မြောက်သွားတာဆိုတော့ကျွန်တော်တို့ရင်တော့ဆစ်လေးတောက်တော့တောမှဆိုရင်ဆွေးလေးဝယ်ဖို့မရှိတဲ့ခါကျကျွန်တော်ဘာလုပ်လဲဆိုတော့သိရွက်တွေကိုဖြတ်ပြီးလို့ရှိရင်ကျွန်တော်ဆိုအိယာအောက်မှာထားတယ်ပြီးလို့ရှိရင်ဆေးရွက်ကြီးနဲ့ညှက်ပြီးလို့ရှိရင်လိပ်ပြီးတော့တောက်ရတယ်ဆိုတော့ရေစကြည်လက်မှာဘာပြောလဲဆိုတော့ဒီလိုလုပ်တဲ့ဟာတွေတဲ့နင်တို့စစ်ဆုပ်ရောင်ရှာတယ်တဲ့ဘုရားသခင်ကငါရဲ့အမျက်ကိုနှုတ်ဆော်တယ်တဲ့တက်ခတ်တွေကိုနှာခေါင်းကမှကတ်တယ်လို့ရေးထားတယ်ဆစ်လေးတောက်တယ်လို့ပြောနေတာဆိုတော့ဖျားသခင်ကဆက်လေးတောက်တာလဲမုန်းတယ်နော်ဖျားသခင်မနှက်သက်ဘူးဆိုတာပြောချင်တာဆိုတော့ဆက်လေးတောက်တယ်လို့ကျွန်တော်ကိုယ်တိုင်နဲ့ဆက်လေးတောက်ခဲ့တယ်သွားတယ်မှာကျွန်တော်မဲလို့ခုတော့ကျေးဇူးတော်ကြောင့်အဲ့ဒါတွေကျွန်တော်လွတ်မြောက်တယ်ဆိုတော့ဆက်လေးတောက်တာလဲဖျားမကြိုက်ဘူးဆိုတာပြောချင်တယ်ဒါဟာတာရှင်းသောဝိညာဉ်တော်ရဲ့ကိန်းဝတ်တဲ့ဗိမာန်တော်ဖြစ်တယ်ပြောတဲ့အတွက်ကြောင့်ဒီဥစ္စာတွေကိုကိုကနှက်သက်လာလို့ရှိရင်ဒီ fresh ရဲ့တောင်းတမှုလိုအင်ဆန္ဒတွေကိုဖျားသခင်ကမနှက်သက်ဘူးဒီ fresh သွေးသားဆန္ဒတောင်းတတဲ့ဟာကိုဘုရားသခင်မုန်းတယ်ဆလိတောက်တယ်နှာခေါင်းဝမှာတက်ခတ်ကိုကတ်တယ်ဆိုတာကျွန်တော်တို့ရင်တော့ရှိတော့ဆိုရင်ဆလိမရှိခင်ဟာကျွန်တော်ဖက်ကိုတောက်လိပ်ပြီးလို့ရှိရင်ဆလိတောက်တဲ့နှာခေါင်းထက်ကအငွေ့ထုတ်တယ်အဲ့ဒါကိုဆလိတောက်တဲ့ဟာကိုဘုရားသခင်ကဆက်ဆုပ်ရောင်ရှာတယ်လို့ပြောတယ်ပြီးလို့ရှိရင်နောက်တစ်ခုဗာရေးထားတယ်ဟေရှာယအခန်းကြီး55ငယ်2ကိုလှန်ပေးပါအဲ့လေးနော်ဟေရှာယပြင်ကျွန်တော်လှမ်းပေးတာပါနော်ဖတ်ကြည့်ပါ55ငယ်နှစ်မှာIsaiah der somale der nga chang hi na zeichada rol asitung lo mi a nan phaisa kha nan hlau zeichada nan ni hlo man vial te chu nan man di tung i rol tam in nan thiam tung kabia ngai ulo kachim mi kha tua u rol vial te lak a atho bi kha nan ai lai amen ကျွန်တော်ဖတ်ပြပါကွန်ဆာရာဟေရှာယ55ငယ်နှစ်မှာရေးထားတယ်စာမရှိတဲ့ဟာကိုစာဖြစ်စားတယ်ဟေရှာယခန်းကြီး55အငယ်နဲ့အစာမဟုတ်သောအရာဖို့တင်တို့ငွေရင်းကို၎င်းအမှုမပြေနိုင်သောအရာဖို့တင်တို့ဥစ္စာကို၎င်းအဘယ်ကြောင့်ကုန်စေကြသနည်းငါစကားကိုစစ်နားထောင်လျက်ကောင်းသောအစာကိုစားကြလော့တင်တို့ဤဝိညာဉ်သည်ချိုသောအရာတို့၌မိမိကိုယ်ကိုမှွေလျော်စေလိမ့်မည်ဆိုတော့ဘာရေးထားတော့စာမဟုတ်တဲ့စာလေကျွန်တော်တို့ကွန်စားခြင်းဟာစာမဟုတ်တဲ့စာမဟုတ်တဲ့စာစားပြီးလို့ချင်းထွေးပစ်တယ်ဆိုတော့အစာမဟုတ်တဲ့ဟာကိုစားတာဘုရားသခင်ဟာမနှက်သက်ဘူးဆိုတဲ့အပြောချင်တယ်ဆိုတော့ကျွန်တော်တို့ဆက်လေးတောက်တာလဲဘုရားသခင်မကြိုက်တယ်လို့
ကွန်းစားတာလည်းဘုရားသခင်မကြိုက်ဘူးဆိုတော့ဒီဥစ္စာတွေကျွန်တော်ရင်တော့ကိုယ်တိုင်လည်းကွန်းလာရေးကွန်းရလေးရောင်းတယ်ကွန်းလည်းစားခဲ့တယ်ဆေးလေးလည်းတောက်ခဲ့တယ်ဘုရားရဲ့နှုတ်ကပတ်တော်တွေ့တဲ့ခါကျတော့ဒီကျမ်းပိုက်တွေကျွန်တော်သိထားတာကြားနာနေပြီဆိုတော့ဒီနေ့အဲ့ဒါကြီးစုတော်ကြောင့်ကျွန်တော်ပြောမယ်လို့စဉ်းစားပြီးတော့အဲ့ဒါလေးပြောဖြစ်တာဖြစ်တယ်ဆိုတော့ကွန်းစားတာလည်းဘုရားသခင်မနှစ်သက်ဘူးခိုင်နှင်းဘာလဲကွန်းပေါင်းဝါတာလည်းဘုရားသခင်မနှစ်သက်ဘူးဆိုတဲ့ဟာကိုဘုရားသခင်ပြောထားတာဖြစ်တယ်ပြီးလို့ရှိရင်နောက်တစ်ခုကဘာလဲဆိုတော့ခိုင်နှင်းငုံတာကြတော့ဘယ်မှာတွေ့လဲဆိုတော့ယောဘဝတ္ထုထဲမှာကြည့်အောင်ယောဘထဲမှာယောဘခန်းကြီး20လောက်မှရှိတယ် job တွေ့တာဆိုကျွန်တော်ဖတ်ကြည့်ပါဦးသူကရှာအောင်မှထဲ့တယ်လို့ရေးထားတယ်အဲ့မှာဖတ်ကြည့်ပါအဲ့ဒီနော်73ဖတ်ကြည့်ပါ Seni setong ခန်းကြီး20 film job mala ယောဘလေယောဘဆိုတော့ salan chang ya si kale ဟုတ် mala တယ်ဟုတ်တယ် job dalai ni chang lai thum film nak chu tarni an ngai sem ha se lo pathian ni chun film nak la thon nak angai ngai thiam nak chu chan sau pi mahobu chu chepa ယောဘ joba 20လေယောဘဝတ္ထုလေ oh hase ယောဘကျွန်တော်တွေ့လား တွေ့တယ် ဖတ်ကြည့်ပါဦး ယောဘ20 73 ယောဘ20စနစ်စတော့သူဒီမိမိပါဇက်၌ဒုစရိုက်ကိုလို့ချိုထင်၍မိမိရှာအောက်မှဝိုက်ထားလျက်နှမျောတတအဖြစ်မစွန့်ရပဲမိမိပါဇက်၌ငုံတော်လဲ တွေ့လားအဲ့ဒီလိုတွေ့လား job dal kul 73 chang lai thum that lo nak chu aka chung a thum i alai tang a chia chun ma chu chak du lo in aka chung a mom တွေ့လားဆိုတော့ရှာအောင်မှထားတယ်လေဒီဥစ္စာတွေကဖရာသခင်ရဲ့ဗိမ္မာန်တို့ကိုညင်ညွတ်စေတယ်ဟာလို့ပြောချင်တယ်ဆိုတော့ဖရာသခင်စလိတောက်တာလည်းမကြိုက်ကွန်းစားတာလည်းမကြိုက်ဘူးခိုင်နှင်းငုံတာလည်းရှာအောင်မှထဲပြီးလို့ရှိရင်ထားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့အရက်တောက်တဲ့ဟာကြည့်အောင်အရက်တောက်တာသုတ်တန်ကြံခန်းကြီး20ငယ်1မှာရေးထားတယ် တုတ်တန်ချာ သုတ်တန်ခန်းကြီး20ငယ်1မှာ တုတ်တန်ခန်းကြီး20ငယ်တက်စပြည့်ရည်ဒီလက်စားတိုက်ဤတေရတရက်တီယုံရင်ခံပြုခြင်းအမှုကိုဖြစ်စေတတ်ဤထို့သောအဖြစ်မှားယွန်းသောသူသည်ပညာမရှိ Proverbs 20 from Tupia phong thok bia dal kul zu hi ni so nak mi aphor tu asi rit nak zu hi isik nak asi zurit chu shu asi ဆိုတော့ခုနကပြောသွားတယ်ဖရာသခင်ဇလိတောက်တာလည်းမကြိုက်ဘူးကွန်းစားတာလည်းမကြိုက်ဘူးခိုင်နှင်းငုံတာလည်းမကြိုက်ဘူးရက်တောက်တာလည်းမကြိုက်ဘူးဆိုတဲ့ဟာပေါ်တင်ပြီးဖရာသခင်ပြောထားတာဖြစ်တယ်ဒီဥစ္စာတွေကသူ့ရဲ့ဗိမာန်တော်ကိုညှဉ်းညူးစေတယ်ဗိမာန်တော်ညှဉ်းညူးခြင်းအပြင်ဖရာသခင်ပြောစီလို့တဲ့ဟာတွေညင်သက်ခြင်းမရှိဘူးဖရာသခင်ကဒီဗိမာန်တော်ကိုတန်ရှင်းသောဝိညာဉ်တော်ကိန်းဝတ်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်ဒီဥစ္စာတွေဖရာသခင်ရှောင်စေခြင်းတယ်ဆိုတော့ကျေးဇူးတော်ကြောင့်ကျွန်တော်ရှောင်ရခွင့်ချင်းခွင့်ကိုလည်းပဲဖရာသခင်ပေးတယ်ကျွန်တော်ဆိုရင်အစုံလုပ်တယ်ခိုင်းနေဘာလဲခိုင်းနေတော့မငုံဘူးဒါပေမဲ့ငုံဖူးတယ်ကွန်စားတယ်ဆလိတ်တောက်တယ်အရက်တောက်တယ်ဘီယာတောက်တယ်အစုံလုပ်တယ်ဒါပေမဲ့ကျေးဇူးတော်ကြောင့်ဒီဥစ္စာကိုတွေ့လာတဲ့ခါမှာကျွန်တော်သေးချာမှတ်ပြီးတော့ဒီဥစ္စာလေးကျွန်တော်နှလုံးသားထဲမှာလွတ်ရတယ်ကြမ်းပိုက်တော့မှာဆိုတော့ဒီဥစ္စာတွေဖရာသခင်ကမနှစ်သက်တဲ့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့မလုတ်သိမ့်ဖို့ရန်အတွက်ကျွန်တော်ဒီနေ့ဒီနှုတ်ကပတ်တော်တွေစဉ်းစားမိတဲ့ခါဒီမှာလာတဲ့လူတွေကရက်တောက်တဲ့လူကိုတယောက်မှမရှိပါဘူးဒါပေမဲ့ဒီဥစ္စာတို့ဘုရားသခင်ကပြောစီချင်လို့နေမှာပါဆိုပြီးတော့ကျွန်တော်ပြောချင်တာဖြစ်ပါတယ်ဆိုတော့ဒီဥစ္စာတွေဘုရားသခင်မနှစ်တဲ့ဟာတွေကိုဘုရားသခင်ကိုလုံမိခဲ့တဲ့ဟာလေးတောင်းပန်ပြီးလို့ရှိရင်ဒီဥစ္စာတွေလွတ်ဖို့ရန်အတွက်ဘုရားသခင်ဆုတောင်းပါကူညီတောင်းလို့ရှိရင်ဘုရားသခင်လွတ်မြောက်ခြင်းခွင့်ကိုပေးမယ်ဆိုတဲ့ဟာပြောချင်တယ်ရောက်စီတိုင်းဖျားရှင်ကောင်းကြီးပေးပါစေ